သမီးတယောက်ကဘာမှအပြစ်မရှိဘူးရုပ်လဲချောတယ်နော်ကိုချင်းတရားလဲဓမ္မကောင်းတယ်ဒါပေမဲ့လို့သူ့ကိုနှစ်သက်တဲ့ယောက်ျားမရှိဘူးဆိုတာဒါယုံကြည်နိုင်သလားဆိုတော့မောဟဒရာဗဏိတကဖြေတယ်တတ္တဟာမိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်ပုရိသောဒုပဂောတိယယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကဘုံကံနေတဲ့လူဆိုလို့ရှိရင်ဘုံကံကြီးမားတဲ့အမျိုးသမီးကိုစိတ်ဝင်စားမှုတဲ့ဒါခြေဆက်မဆုံးဘူးလို့ပြောမှာပမာလို့နော်ခြေဆက်မဆုံးနိုင်ဘူးတဲ့တရားတိရိစကာလကဏိစနာသမေတိကုရသနာလောကမှာတဲ့ဂုံကျက်သည်ရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံကျက်သည်ရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်သောအခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးတဲ့ဒါလူသဘာဝပါပဲဘုရားလောင်းကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြားလိုက်တဲ့အခါမှာဥဒ္ဓမရဒေဝီဟာအသက်ချမ်းသာရသွားတယ်ကျေးဇူးတင်တဲ့မောဟဒရာကိုအနိုးဆိုရင်သူဟာအသက်ခံရမယ့်သဘောဖြစ်သွားတယ်အဲ့ဒါလို့ပြဿနာတစ်ခုကိုဒီလိုဖြေရှင်းလိုက်တဲ့အခါမှာဘုရင်ကြီးကလည်းပဲကျေးဇူးတင်သွားတယ်အကယ်၍မောဟဒရာသာမရှိဘူးဆိုလို့ရှိရင်သူ့မှာမိဖုရားတူဆုံးရှုံးသွားနိုင်တယ်တေနကလို့ဆိုလို့ရှိရင်ဒီမိဖုရားကိုသူတေရန်ပေးမိမှာပေါ့ခုမောဟဒရာရဲ့ကျေးဇူးကြောင့်ဒီမိဖုရားကိုသူမဆုံးရှုံးတာဖြစ်တယ်ဆိုပြီးတော့ခြေနှပ်ပြီးတော့စုငွေတသိန်းဘုရင်ကြီးကဆုချတယ်ကက်ရှ်တောင်းပေးတာနော်စုငွေတသိန်းတခါလည်းပေးတယ်ဆောင်ပေးတာအဲ့တော့ဥဒ္ဓမရဒေဝီကလည်းပဲမောဒရာကယ်ပြီလို့သူအသက်ရှင်ရတယ်ဆိုပြီးတော့ဘုရင်ကြီးစုကိုခွင့်တောင်းတယ်မောဒရာကိုသူမောင်လေးအဖြစ်မွေးစားပြရစေသူ့ကြောင့်အသက်ရှင်ရတော့မောဒရာကိုမောင်လေးဖြစ်မွေးပြရအဲမွေးစားဘုရင်ကြီးကလည်းခွင့်ပေးလိုက်တယ်နောက်ဆုံးမှာစားစရာတောက်စရာတွေတွေ့တဲ့အခါမှာမောဒရာစီသူပို့ခြင်းနဲ့ဆိုရင်အချိန်ရှိသည်ဖြစ်စေအချိန်မရှိသည်ဖြစ်စေပို့ခွင့်ဘုရင်နန်းတော်ဆိုတာအချိန်နဲ့အချိန်တကားပိတ်ထားတယ်ပဲရှိတယ်အဲ့ဒီလိုအခါမျိုးမှာစားစရာတောက်စရာကိုမောဒရာအိမ်ကိုပုတ်ပေးခွင့်ဆိုတဲ့အခွင့်အရေးကိုပါတောင်းဆိုလိုက်တော့ဥဒ္ဓမရဒေဝီဟာဒီအခွင့်အလမ်းကိုလည်းပဲရရှိထားတော့မောင်နှမအဖြစ်သူဟာမွေးစားခြင်းကိုခံရတယ်တဲ့ဒါနန်းတော်ရောက်ပြီးတော့ဆုလိုက်ရတာ၄ချိန်မြောက်ဆုလိုက်ရခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ဖះလောင်းဟာပညာစွမ်းနဲ့အခက်အခဲတွေမှန်သမျှကိုဖြေရှင်းပြီးတော့ပြည့်လည်အောင်ဆောင်ရွက်ပေးနိုင်တာဟာပညာရဲ့အစွမ်းစားပဲဖြစ်တယ်ပညာဆိုဒီမှာဘယ်သူ့ကိုမှဒုက္ခမပေးဘဲနဲ့အလုံးကိုပြည့်လည်အောင်ဆောင်ရွက်ပေးနိုင်တဲ့စွမ်းတတ္တိတစ်မျိုးဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးဘုန်းကြီးတို့တွေလည်းအရာရာမှာဆင်ញင်စဉ်းစားတဲ့ပညာအရေးချင်းတွေတိုးပွားအောင်တို့တွေသတိထားပြီးကြိုးစားကြရမှာဖြစ်တယ်လို့ကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း